Hello အားလုံးပဲမင်္ဂလာပါ Football Art Stadium ကနေကြိုဆိုလိုက်ရပါတယ်။ယနေ့ညစနေညချမ်းတော့ကတော့ကျွန်တော်အနေနဲ့ပွဲစဉ်တွေအများကြီးရှိရတဲ့ထဲမှာ England Premier League ကနေပွဲစဉ်တစ်ပွဲရယ်ပြီးသွားလို့ရှိရင် Bundesliga ပွဲစဉ်တစ်ပွဲရယ်နောက်တစ်ခုကတော့ La Liga ပွဲစဉ်တစ်ပွဲရယ်စုစုပေါင်း3ပွဲပေါ့နော်။ပြည်သက်ကြီးကြိုက်တာဆော်ကစားလို့ရအောင်လို့ကျွန်တော်အနေနဲ့ League 3ခုအကောင်းဆုံးပွဲစဉ်3ပွဲကိုရွေးနှုတ်တင်ပြသွားမှာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ပြည်သက်ကြီးကလည်းကျွန်တော်တို့ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်သွားပေးကြဖို့ဖိတ်ခေါ်အပ်ပါတယ်။ Okay let's go စလိုက်ကြအောင်။ပထမဆုံးအနေနဲ့ကတော့ကျွန်တော် England Premier League မှာဆိုလို့ရှိရင် Burnley နဲ့ Tottenham Hotspur တင်တို့ကံမဲ့ပွဲစဉ်ကိုရွေးချယ်ခြင်းပါတယ်။ Okay လက်ရှိအနေအထားကိုကြည့်အောင်လက်ရှိအနေအထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Burnley အသင်းက Premier League ရဲ့အဆင့်19နေရာအဆင့်19နေရာနေရပ်တည်နေပြီးတော့ Tottenham Hotspur တင်ကတော့အဆင့်14နေရာမှာရပ်တည်နေရပေါ့နော်။ Spa အရင်နှစ်တွေတော့ကြီး6ကြီးရဲ့မှာပါတယ်ဆိုပေမဲ့လက်ရှိအချိန်ဒီမှာတော့ Spa တင်နေတော့ရလက်တွေကတော့အခြေအနေမကောင်းဘူးပေါ့နော်။နီးပြအပြောင်းလဲတွေလည်းဖြစ်တယ်ပြီးသွားလို့ရှိရင်လက်ရှိအဲ့အပြောင်းလဲတွေကနေပြီးဖြတ်ပြီးထပ်ပြီးရောက်လာတဲ့နီးပြကလည်းအခုချိန်မှာအကောင်းဆုံးပုံစံရောက်အောင်တော့ဆွဲမတင်ထားနိုင်သေးဘူး။နောက်ဆုံးပွဲကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Spa အနေနဲ့ဆိုလို့ရှိရင်ဒေါမွန်အသင်းကို Champions League မှာ2-0နဲ့အနိုင်ရရှိတဲ့ပွဲကနေလွဲပြီးတော့ကျန်တဲ့၄ပွဲမှာအနိုင်မရရှိခဲ့ဘူး၃ပွဲရှုံးတစ်ပွဲတည်းဆိုရလက်ကိုရရှိခဲ့တာဖြစ်ပါတယ်။တစ်ဖက်ကဘန်လီအသင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဘန်လီအသင်းကတော့အားရစရာအနေထားနေနဲ့ပြီးခဲ့တဲ့ Premier League ပွဲစဉ်တုန်းကလီဗာပူးအသင်းကိုတကိုးဆိုပြီးတည်ရလက်ရရှိအောင်ဆွမ်းဆောင်ထားနိုင်တယ်ပေါ့နော်ဟိုဆိုဘော့စလိုင်းပင်နယ်ကြီးတွေကလည်းပါတာပေါ့ဒါပေမဲ့လည်းအဲ့ဘွဲမှာဘန်လီအသင်းရဲ့ခံစစ်ကအကောင်းဆုံးအတောင်တင်ဆုံးနဲ့လီဗာပူးအသင်းကိုရင်ဆိုင်သွားတာကိုတွေ့ရတယ်အဲ့မှာဆိုလို့ရှိရင်ကိုသမားဒူရာကာဆိုလို့ရှိရင်တော်တော်ကိုလက်ဆွမ်းပြခဲ့တယ်တော်တော်ကိုလက်ဆွမ်းပြနိုင်တဲ့အနေအထားမျိုးရှိတယ်โอเคအဲ့လိုနောက်ဆုံး9ပွဲအခြေအနေလေးကျွန်တော်တို့တစ်ချက်သုံးသပ်ကြည့်အောင်နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်စပါအသင်းအနေနဲ့ကတပွဲပဲအနိုင်ရရှိခဲ့သလိုဟိုဘက်ကဘန်လီအသင်းအနေနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့အင်္ဂလန် FA ကမှာမီဝေါနဲ့ကန်နေပွဲတော့ 5-1 နဲ့နိုင်ထားအဲ့တပွဲပဲရှိရဗျဒါပေမဲ့သူ့အနေနဲ့လေးစားစရာကောင်းတာတခုကတော့အသင်းကြီးရေဆိုလို့ရှိရင်ခံကန်နိုင်တဲ့အနေအထားမျိုးရှိတယ်လီဗာပူးကိုလည်းတည်မန်ယူကိုလည်းတည်ကန်ထားတယ်အဲ့အနေထားတော့တစ်ချက်စောင့်ကြည့်ရမှာပေါ့လက်ရှိအေးရှားအနီကကိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်ကြအောင်အေးရှားအနီကမှာဆိုလို့ရှိရင်Tottenham Hotspur အသင်းကနေပြီးတော့ Burnley အသင်းကိုတည်80%အရှုံးနဲ့ပြီးသွားလို့ရှိရင်ကိုပေါင်းအနေထားမှာဆိုလို့ရှိရင်တော့နှလုံး65အရှုံးပေးထားတာကိုကျွန်တော်တို့အနေနဲ့တွေ့ရပါတယ်ကျွန်တော်အနေနဲ့အဲ့နှစ်ခုရမှာဘော်ရီဂျီနဲ့ကိုပေါင်းကြီးဆိုလို့ရှိရင်ဘယ်အောင်ပိုစိတ်ဝင်စားလဲဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့တော့ကိုပေါင်းကြီးကိုပို့ပြီးစိတ်ဝင်စားရတယ်ဗျကိုပေါင်းကြီးနှလုံး65ရှုံးဆိုတဲ့အနေအထားကစပါးဆိုလို့ရှိရင်နောက်ဆုံးကန်ခဲ့တဲ့9ပွဲမှာနှစ်ပွဲပဲအောက်ထားရယ်နှစ်ပွဲအောက်ထားရယ်ဆိုတာတော့မှ3-2တော့ရှိရယ်နော်2တော့ရှိရယ်ကျန်တဲ့ပွဲတွေမှာဆိုလို့ရှိရင်ရှုံးဝင်မဲ့3လဲသွန်းတယ်လို့ပေကိုလည်းများတဲ့အနေအထားမျိုးမှာရှိတယ်တစ်ဖက်ကဘန်လီတင်းကိုတင်ကြည့်မယ်ဆိုလို့ရှိရင်လည်းဘန်လီတင်းကဒီရာဒီမှာခန်းစစ်ကိုအားပြုပြီးဆော့တဲ့ပုံစံတစ်ချက်ကောင်တာတွေကိုဆော့တဲ့ပုံစံမျိုးကိုတွေ့ရတယ်နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်သူတို့အနေနဲ့လည်း2ပွဲပဲကိုအောက်တာကိုတွေ့ရတယ်အဲ့2ပွဲမှာမှ2တင်းပေါင်း3ကိုက2ကိုတော့အနည်းဆုံးရှိတယ်2ကိုတော့အနည်းဆုံးရှိတယ်ဒီလိုမျိုးတိုက်စစ်ကိုခန်းစစ်ကိုခန်းစစ်ထူပေါပွင့်နေတဲ့အသင်းတွေပေါ့နော်တိုက်စစ်ကလည်းထိုက်သွင်းလောက်ကိုသွင်းနိုင်တဲ့အသင်းတွေရဲ့အနေအထားမှာဘာဖြစ်လို့ကိုအောင်ကြီးကနှလုံး65ရှုံးပေါက်တယ်ဆိုတာကတော့စဉ်းစားစရာပဲကျွန်တော်ပြောတဲ့ຢာတိုင်းပဲ odd never line ကြည့်ရပဲတော့မလိမ့်ပါဘူးအဲ့အတွက်တော့ကျွန်တော်ကတော့ဒီပွဲရဲ့ຢာလက်ကိုတော့2တင်းပေါင်း3ကိုတွေနဲလိမ့်မယ်လို့ယူဆတယ်အားကြောင့်လို့ကျွန်တော်ကတော့ဒီညအတွက်ပထမဆုံးအနေနဲ့ Premier League ပွဲစဉ်က Tottenham Hotspur ကိုအောက်ကိုရွေးချယ်ချင်ပါတယ်Okay နောက်တစ်ပွဲကိုဆက်ကြည့်လိုက်ကြမယ်နောက်တစ်ပွဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကစပိန်လာလီဂါပွဲစဉ်ကိုရွေးချယ်ခြင်းတယ်ပေါ့နော်စပိန်လာလီဂါပွဲစဉ်မှာဆိုလို့ရှိရင်ဘယ်ပွဲစဉ်ကိုရွေးချယ်ခြင်းတာတော့ဆိုတော့ကြတော့ကျွန်တော်တို့နာမည်ကြီး Real Madrid အသင်းနဲ့ဘီလာရီရဲ့အသင်းတို့ရဲ့ကံမဲ့ပွဲစဉ်ကိုရွေးချယ်ခြင်းပါတယ်နာမည်ကြီး Real Madrid အသင်းနဲ့ဘီလာရီရဲ့အသင်းတို့ကန်ကြမဲ့အချိန်ကဒီည2နာရီခွဲတော့ဖြစ်သွားမှာပေါ့နောက်နေ့မနက်ခင်းပေါ့ဗျာဒီညဆိုတာနောက်နေ့မနက်ခင်းဖြစ်သွားမှာပေါ့အဲ့လိုဖြစ်သွားမဲ့အနေထားမှာဆိုလို့ရှိရင်ကျွန်တော်ရှေ့ပွဲကြီးစော်ကစားပြီးလို့ရှိရင်နောက်ဆုံးပွဲလေးအပွဲလေးကိုစော်ကစားပြီးအိတ်ချင်နေဆိုလို့ရှိရင်ပေါ့ပါလေးအိတ်လို့ရအောင်လို့မလို့ကျွန်တော်အနေနဲ့ရွေးချယ်ပေးချင်တာပေါ့โอเคကဲထားပါအဲ့ဒါတော့Real Madrid နဲ့ Villarreal အသင်းတို့ရဲ့လက်ရှိကြေးဖွင့်လှစ်မှုအနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Real Madrid အသင်းက Villarreal ရဲ့အသင်းကိုတလုံး90နိုင်ဆိုတဲ့အနေအထားမျိုးနဲ့ဖွင့်လှစ်ထားတူတယ်ကိုပေါင်းကြီးမှာဆိုလို့ရှိရင်တော့3လုံး60ရှုံးဆိုပြီးတော့ပေးထားမျိုးတွေ့တယ်ပေါ့နော်အဲ့လိုအနေအထားမျိုးမှာလက်ရှိ Real Madrid အသင်းကတော့
နီးရအလွန်ဆိုလဲပြီးခဲ့တဲ့ဘက်ကပဲထုတ်ခံထားရတယ်အဲ့လိုထုတ်ခံထားပြီးတော့သူတို့အနေနဲ့နောက်ဆုံးကန်ခဲ့နှစ်ပွဲမှာဆိုလို့ရှိရင်နောက်ဆုံးကန်ခဲ့နှစ်ပွဲမှာဆိုလို့ရှိရင်သူအနေနဲ့လီဗန်လေးအသင်းကိုလည်းအနိုင်ရတယ်ပြီးသွားလို့ရှိရင်မိုနာကိုနဲ့ချန်ပီယံလိပွဲစဉ်မှာဆိုလို့ရှိရင်6ဂိုးတဂိုးဆိုရလက်နဲ့အနိုင်ရတယ်ခြေစွမ်းတော့ပြန်တက်လာတယ်ပေါ့ဒါပေမဲ့စပိန်ဘရင်ဖလားကစပိန်ကိုပါဒယ်ရီကအစောကြီးထွက်သွားတယ်Ever City ဆိုတဲ့အတင်းနဲ့အတွေ့မှာသူတို့အနေနဲ့ဆိုလို့ရှိရင်ရှုံးနေခဲ့တယ်ပေါ့နော်ရှုံးနေခဲ့တယ်အဲ့ဒါပြီးခဲ့သူတို့အကောင်းဆုံးပုံစံနဲ့ပြန်လာနေတာအလာဘန်နဲ့ပွဲမှာလည်းလီဗန်ဒီနဲ့ပွဲမှာလည်းနိုင်တယ်ပြီးတော့လို့ရှိရင်မိုနာကိုနဲ့ပွဲမှာလည်းနိုင်တယ်โอเคအဲ့လိုအခြေအနေမျိုးမှာလက်ရှိဗီလာရီရဲ့အတင်းကတော့နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်3ပွဲရှုံး2ပွဲနိုင်ပေါ့နော်3ပွဲရှုံး2ပွဲနိုင်ဆိုတဲ့အခြေအနေနဲ့အမြင့်ကိုတော့တက်နေပါတယ်သူကလည်းလက်ရှိလာလီဂါမှာဆိုလို့ရှိရင်အဆင့်3အသင်းဖြစ်တဲ့အတွက်လက်ရှိ Real Madrid နဲ့ဆိုလို့ရှိရင်9မှတ်ပဲကွာတယ်အဲ့လိုဖြစ်တဲ့အတွက်โอเคအဲ့လိုမျိုးနှစ်သင်းထိတိုက်တွေ့ဆုံမှုမှာဆိုလို့ရှိရင်ဘာဖြစ်မလို့ဆိုတော့ကြတော့โอเคဗီလာရီရဲ့ဘက်ကိုတစ်ချက်သွားကြည့်မယ်ဆိုလို့ရှိရင်ဗီလာရီရဲ့နောက်ဆုံးပွဲစဉ်နှစ်ပွဲမှာရှုံးထားတယ်ဆိုလို့ရှိရင်လက်ရှိ Premier League မှာPremier League လာလီဂါမှာအဆင့်3နေရာမှာရပ်တည်နေတယ်ဆိုရင်နောက်ဆုံးနှစ်ပွဲရှုံးထားတဲ့အတွက်လာလီဂါမှာဆိုလို့ရှိရင်သူ့ရဲ့နောက်ကအက်တလက်တီကိုမက်ဒရစ်နဲ့အမှတ်2ဖြစ်လာတယ်အဲ့လိုအနေထားမျိုးမှာရီယယ်မက်ဒရစ်ကအခုပေးလာတဲ့ဂျီကတလုံး90စားဆိုပြီးပေးထားတယ်တလုံး90စားဆိုပြီးပေးထားတဲ့အနေထားမှာကျွန်တော်တို့ဘက်ကကိုပေါင်းကြီးကိုပြန်ကြည့်မယ်ဆိုတော့ကြောက်လဲ360ရှုံးဆွဲအနေထားမျိုးဖြစ်တဲ့အတွက်ဗီလာရီရဲ့ကိုတေချာပေါ့ကိုပေးထားတာဖြစ်တယ်ဗီလာရီရဲ့ဘက်ကနေပြီးတော့အနည်းဆုံးတကိုးရမယ်လို့သူတို့တွက်ထားလို့မလို့ဒီပေါက်ကြီးနဲ့ဒီကိုပေါင်းကြီးကိုဖွင့်လှစ်လာဖြစ်တယ်အဲ့အတွက်ကျွန်တော်ကတော့ဒီညအတွက်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ရေးအာဘီလိုဦးဆောင်မဲ့Real Madrid ကိုညှင်းပယ်ပြီးတော့ကြတော့ကျွန်တော်အနေနဲ့ဒီညအတွက် Villarreal ကို second choice ဖြစ်ရွေးချယ်ချင်ပါတယ်။ Okay နောက်ဆုံးတစ်ပွဲကတော့ကျွန်တော် Bundesliga ကနေရွေးချယ်သွားမှာဖြစ်ပါတယ်။ Bundesliga မှာဆိုလို့ရှိရင်ကျွန်တော်ဘယ်ပွဲကိုရွေးချယ်မလို့ဆိုတော့လက်ရှိအမှတ်ပေးစရာဦးဆောင်သူရှုံးပွဲမရှိ Bayern Munich နဲ့Osberg တို့ကံမဲ့ပွဲကိုကျွန်တော်အနေနဲ့ရွေးချယ်သွားမှာဖြစ်ပါတယ်။ Bayern Munich ကတော့လက်ရှိအမှတ်ပေးစရာရဲ့အဆင့်1နေရာမှာပြိုင်ပွဲမရှိကိုတည်နေပြည့်နေမြင်လုံးမျိုးရက်တီနေရာမျိုးတွေ့ရတယ်။စုပေါင်း18ပွဲကံပြီးမှဆိုလို့ရှိရင်16ပွဲနိုင်2ပွဲတည်ရှုံးပွဲမရှိဆိုရရလက်ကိုပိုင်ဆိုင်ထားတယ်။နောက်ဆုံး9ပွဲချင်းတွေကိုကြည့်မယ်ဆိုရင်နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်အကုန်လုံးကိုပြက်ကြီးပဲနိုင်ထားတွေ့ရတယ်။အဲ့ထက်မှကျွန်တော်တို့ကိုပေါင်းကြီးအောင်တဲ့ပွဲဆိုလို့ရှိရင်တော့ကိုပေါင်းကြီးစုစုပေါင်း9ပွဲမှာ4ပွဲတော့အောင်ထားတယ်သူတို့အနေနဲ့နောက်ဆုံး Union Saint Caroline နဲ့ပွဲပဲရှုံးခဲ့တာအခုလက်ရှိ Union Saint Caroline နဲ့ပွဲကလိုပဲပေါက်ကြီးတစ်ခါထပ်ပြီးထွက်လာပြန်ပြီအဲ့လိုအနေထားမျိုးမှာဒီနေ့မှာတော့ Osberg ဘက်ကကြတော့ Osberg ကလက်ရှိအမှတ်ပေးစရာရဲ့အဆင့်15နေရာမှာရပ်တည်နေပြီးတော့တက်ဆင်းဆုံးအထက်ကရက်မှာရပ်တည်နေတာပေါ့နော်သူအနေနဲ့လည်းရုန်းကန်ရမယ့်အနေထားမျိုးရှိတယ်။ Okay ကျွန်တော်ပေါက်ကြီးကိုတစ်ချက်သွားကြည့်အောင်ပေါက်ကြီးကိုကြည့်မယ်ဆိုလို့ရှိရင်လက်ရှိ Bayern Munich အသင်းကကျွန်တော်တို့ Osberg အသင်းကိုထပ်ပြီးပြင်းပြင်းချောက်ပေးထားတွေ့ရတယ်ဗျဘလို့အနေထားမျိုးဆိုလို့ရှိရင်3လုံး90စာ4လုံး20ရှုံးဆိုပြီး Osberg ကို6လုံးအောင်မပေးတဲ့အနေထားမျိုးနဲ့ကြီးဖွင့်လက်ထားတာကိုတွေ့ရတယ်။ Okay ဒီပုံစံတိုင်းလာဆိုလို့ရှိရင်တော့အမှန်တိုင်းပြောရင်တော့ရိုက်တင်တာတော့ Bayern Munich ကိုတည့်ပြီးရိုက်တင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့6လုံး4လုံး20ရှုံးဆိုတဲ့အနေထားကဘိုင်ယန်ကအနည်းဆုံးတော့5ကြီး6စီဒါမှမဟုတ်လို့ရှင်4-1-5-1အဲ့လိုအနေထားမျိုးသွားမဲ့အနေထားမျိုးမှာတွေ့ရတယ်ကိုပေါင်းနဲ့မျှချီနဲ့ရှင်းကြည့်ပြီးတော့လက်ရှိ Osberg ရဲ့ကိုသွန်းနှုံးကလည်းတပွဲကိုနောက်ဆုံး3ပွဲဇက်တိုက်သူ့အနေနဲ့နောက်ဆုံး3ပွဲဇက်တိုက်အနေနဲ့မှာဆိုလို့ရှင်နောက်ဆုံး3ပွဲမှာဆိုလို့ရှင်သူ့အနေနဲ့ကိုမသွန်းနိုင်ခဲ့တာဆိုလို့သူကျွန်တော်တို့မိုချန်ကလာဘက်နဲ့ပွဲပဲရှိရကြပြီးခဲ့တဲ့Friday နဲ့ပွဲမှာဆိုလို့ရှင်လည်း2-2နဲ့ပြီးရကိုသွန်းချေကတော့ပြန်တက်လာတဲ့အနေထားမျိုးတွေ့ရတာပေါ့နော်အဲ့လိုအနေထားမျိုးကိုလက်ရှိကိုပေါင်းကြီးကလည်း4လုံး20ရှုံးဆိုရဲပေါက်ထားရဲ့ကြီးအနေထားရတော့ Okay ကျွန်တော်တို့ကဒီအနေထားနဲ့ဆိုလို့ရှင်တော့ရေးဘိုင်မိနစ်ကိုပဲရိုက်တင်တယ်လို့ယူဆပါတယ်အဲ့အကြောင်းမို့ကျွန်တော်တို့ဒီညအတွက်တော့ Bundesliga ရဲ့ရွေးချယ်မှုကို choice number 3အနေနဲ့ဘိုင်မိနစ်ကိုရွေးချယ်ခြင်းပါတယ်ပေးတက်ကြီးဘက်ကရောဘယ်အသင်းတွေဒီညအတွက်ကြိုက်ကြတော့ကိုကြိုက်တာလေးတွေကို comment မှာရေးသွားလို့ရပါတယ်ကျွန်တော်ပြီးတော့ကျွန်တော်တို့ရဲ့ YouTube channel လေးကို like and subscribe လုပ်ထားပြီးတော့ကြတော့နောက်ထပ်ပွဲစဉ်တွေအတွက်လည်းသုံးသပ်ပြီးတော့သုံးသပ်ချက်တွေကိုစောင့်ပြီးကြည့်ကြပါအောင်လို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာမင်္ဂလာရှိသောညချမ်းလေးဖြစ်ကြပါစေ